အသေးစီဖုံးတယ်ဆိုတာဟာအဖြစ်များတဲ့ယောဂပါအမျိုးသားရောအမျိုးသမီးမှာရောဖြစ်နိုင်ပါတယ်အသေးစီဖုံးတာဟာအဖြစ်များပေမဲ့အများစုကတော့အရေးမကြီးတဲ့အောင်နဲ့ပေါ့ပေါ့ဆဆနေမိတတ်ကြပါတယ်ဒါနောင်ခါမှာပိုဆိုးလာတဲ့အသေးယောဂတွေဖြစ်လာဖို့အတွက်လမ်းစာတစ်ခုပဲဖြစ်ပါတယ်အသေးစီဖုံးတယ်ဆိုတာအသေးမှာလူအားထက်ပိုပြီးတော့အစီတွေစုနေတာဖြစ်ပါတယ်ဒီပိုရှင်နေတဲ့အစီတွေကအသေးဆဲတွေကိုရောင်ရမ်းစေပါတယ်အသေးစီဖုံးတဲ့အဆင့်မှာတော့တေချာဂယူးမဆိုင်ဘူးဆိုရင်တော့အသေးရောင်တာအသေးခြောက်တာအသေးကင်ဆာအထိဖြစ်သွားနိုင်ခြေရှိပါတယ်အသေးစီဖုံးတာဟာများသောအားဖြင့်တော့လက္ခဏာမပြပါဘူးနောက်ပိုင်းမှာပိုဆိုးတာကဘိုက်ဖောတာအသားဝါတာဘိုက်အောက်နာတွေဖြစ်လာတတ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အသေးစီဖုံးတာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးကိုစလိုက်ကြအောင်နံပါတ်1ရက်တောက်တဲ့သူတွေပဲအသေးစီဖုံးကြတာလားဒီလိုမဟုတ်ပါဘူးလူတိုင်းမှာဖြစ်နိုင်ခြေရှိပါတယ်ရက်တောက်တဲ့သူတွေမှာတော့ပိုတွေ့ရတတ်ပါတယ်ရက်တောက်တာအပြင်အဝလွန်တာအစီအစိမ့်နဲ့အချိုတွေစားတာသွေးတွင်းအစီများတာစီးကြိုယောဂရှိတာတွေကလည်းအသေးအစီကိုဖုံးစေနိုင်ပါတယ်နံပါတ်2အဝလွန်တဲ့သူတွေပဲအသေးအစီဖုံးနိုင်တာလားအဝလွန်တာဟာအသေးအစီဖုံးစေတဲ့အကြောင်းအရာတစ်ခုပါပိန်ပေမဲ့ဝမ်းဘိုက်တစ်ဝိုက်မှာအစီများပြီးတော့ဘိုက်ပူနေတယ်ဆိုရင်လည်းအသေးအစီဖုံးနိုင်ပါတယ်နံပါတ်3ဝိုင်းနီဘီယာတွေကအရက်လောက်အသေးကိုမထိခိုက်စေဘူးလားရက်တောက်တဲ့အမျိုးအစားတဲ့တောက်တဲ့ပမာဏကပိုပြီးအရေးကြီးပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အရက်ကအရက်ပဲမို့မြင်သာအောင်ပြောရရင်တော့အစိတ်ကိုရေနဲ့ရောတောက်နေတယ်လို့ပါပဲဘယ်လိုပဲတောက်အန်ဒီရယ်များပါတယ်တစ်ပတ်ကို14ယူနစ်ထက်တောက်မယ်ဆွဲတောက်မယ်ဆိုရင်တော့တစ်ချိန်မှာအရက်ကြောင့်အသေးကိုထိခိုက်နိုင်ခြေရှိပါတယ်အထူးသဖြင့်အမျိုးသမီးတွေကအမျိုးသားတွေထက်ကိုလုံးသေးပြီးတော့အရက်ကိုခြေနိုင်တဲ့အင်ဇိုင်းလည်းနည်းပါတယ်ဒါကြောင့်သူတို့တွေကပို့ပြီးတော့ရှော့တောက်တင်ပါတယ်နံပါတ်4အသေးစီဖုံးတာကအရေးမကြီးဘူးလားအသေးစီဖုံးတာဟာလက္ခဏာမပြဘူးဆိုပေမဲ့ဘာမှမဖြစ်တာတော့မဟုတ်ပါဘူးတချို့ကဝါတာကိုဒီလောက်တော့ရှိမှာပေါ့ဆိုပြီးတော့ပြောတတ်ကြပါတယ်ဝါနေရင်ဝေးချပါအသေးစီဖုံးတာကိုမွေးမြူမထားသင့်ပါဘူးအသေးစီဖုံးယောဂရှိသူရဲ့30%ကဒီတိုင်းထားမယ်ဆိုရင်တော့အသေးရောင်တာအသေးခြောက်တာနောက်ဆုံးအသေးကင်ဆာအထိပြောင်းလဲသွားတာကိုတွေ့ရှိရပါတယ်ဒါပြင်အသေးစီဖုံးတာကတခြားနာတာရှိယောဂတွေဖြစ်တဲ့စီးကြိုယောဂသွေးတိုးယောဂကင်ဆာစတာတွေနဲ့လည်းဆက်ဆက်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီယောဂတွေအကုန်လုံးကကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်စားသောက်မှုပုံစံတွေကြောင့်ဖြစ်လာလို့ပဲဖြစ်ပါတယ်။နံပါတ်5အသေးစီဖုံးတာကပြန်မကောင်းနိုင်ဘူးလား။တခါအသေးစီဖုံးတာနဲ့တစ်သက်လုံးဒီတိုင်းပဲဖြစ်နေမှာတော့မဟုတ်ပါဘူးဗျာ။အသေးပျက်စီးတဲ့အဆင့်တွေကအသေးစီဖုံးအသေးရောင်အသေးချောက်အသေးကင်ဆာဆိုပြီးရှိပါတယ်။အသေးစီဖုံးတာနဲ့အသေးရောင်တဲ့အဆင့်လောက်ဆိုပြန်ပြီးတော့ကောင်းအောင်လို့လုပ်ယူလို့ရပါတယ်။အသေး6တယ်ဆိုတာကတော့အသေးဆဲတွေပျက်စီးပြီးတော့အရွတ်ဖြစ်သွားတဲ့အဆင့်မလို့ပြန်ကောင်းဖို့ခက်ပါတယ်။အသေးအစားထိုးမှပဲရနိုင်ခြေရှိပါတယ်။နံပါတ်6အသေးအစီဖုံးတာကိုကုသလို့မရဘူးလား။အသေးအစီဖုံးတာကိုကုသဖို့အတွက်ဆေးရလို့တိတိကျကျမရှိပါဘူး။အသေးအစီဖုံးတာကိုကုသဖို့ကကိုယ့်ရဲ့နေထိုင်မှုစားသောက်တဲ့ပုံစံကိုပြောင်းလဲရမှာဖြစ်ပါတယ်။ဒီလိုပြောင်းလဲလိုက်ရုံနဲ့တင်အသေးအစီဖုံးတာဟာတက်တာသွားနိုင်ပါတယ်။အသေးအစီဖုံးတာတွေကိုတက်တာစေဖို့အတွက်လိုက်နာရမှာတွေကတော့ရက်လျှော့တော့ပါအသေးစီဖုံးနေတယ်ဆိုရင်တော့ဖြတ်လိုက်တာပိုကောင်းပါတယ်အချိုစားတာကိုလျှော့ပါအစီစားတာကိုလျှော့ပြီးတော့အသီးရွက်များများစားပါပုံမှန်လေးချိန်ကန်လှုပ်ပါကိုယ်လေးချိန်ကိုထိမ့်ပါဝါနေရင်လည်းဝိတ်ချဖြစ်အောင်ချပါတွဲတွင်းမှာရှိတဲ့တရားဓာတ်ကိုလည်းထိမ့်ပါဒါဆိုရင်တော့အသေးစီဖုံးတာနဲ့ပတ်သက်ပြီးတော့ဘူးတုဒတွေကိုနားလည်လောက်မယ်ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုဝေမျှပေးသွားတာကတော့အသေးစီဖုံးတာနဲ့ပတ်သက်ပြီးတော့ဘူးတုဒများပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like share subscribe လည်းလုပ်သွားပေးခဲ့ပါအောင်ဗျာHealthy Food Channel ကိုအခုမှစပြီးကြည့်ရှုသူဆိုရင်တော့ဒီ subscribe ဘေးမှာရှိတဲ့ notification bell လေးကို on ထားခြင်းဖြင့်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကိုနေ့စဉ်အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်